မီးဝနေတဲ့ဒီမီးဘိုကိုဘယ်လိုပြင်မလဲဆိုတာကိုအသေးစိတ်ပြပေးပါမယ်။နောက်ပိုင်းမှာလည်းအခုလိုမီးဘိုပြုပြင်အသေးစိတ်တွေကိုဒီ YouTube channel လေးမှာပဲတင်ပေးပြမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပေးတော့ပါဦးခင်ဗျာ။ပထမဦးစွာကျွန်တော်အရင်ဆုံးကာဗနာလေးကိုပြောပါမယ်cái chỉ bị như vậy như vậy có lại phải bán cái này xe này có xe biểu xe biểu xe nó có biểu မီးဘိုထဲမှာရှိတဲ့တန်ကြီးအပုံလေးတွေကိုခောက်ချပါမယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ကာဗနာအုံကိုတန်ရှင်းစားလုပ်မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြီးပြတ်ပြီးပါမရတော့ဘူးနောက်ကြည့်တော့ရိုက်တဲ့ ကဲကျွန်တော်တို့ nozzle လေးကိုဖြုတ်ပြီးတော့တေချာလေးတန်ရှင်းလုပ်ပါမယ်ခုလို nozzle ပေါက်တွေထဲမှာအစီယိုးတွေပင့်ကူမြင်တွေပုံပုံတွေပိတ်နေတဲ့အခါ gas နဲ့လေးမမျှတတော့ပဲမီးဝါခြင်းကိုအဓိကဖြစ်စေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကာဗနာအုံထဲမှာပါတန်ကြီးရှိမရှိစစ်ကြည့်ရအောင်ပါခင်ဗျာYouTube channel မှာကြည့်မယ်လေ စိတ်တိုင်းကြတန်ရှင်းလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အခုတခြားဒီပြန်တက်မှာပဲဖြစ်ပါတယ်ခင်ဗျာ
အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးအကြံပြုချင်တာဖြစ်ဖြစ်လိုအပ်ချက်လေးတွေရှိရင်ပဲဖြစ်ဖြစ် comment မှာရေးပေးခဲ့ပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေအမြဲတင်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ပါဦးခင်ဗျာ